ဘီယာတောက်ခြင်းကနှလုံးယောဂအန်ဒီယယ်ကိုရှော့ချနိုင်တယ်။သွေးချိုယောဂအန်ဒီယယ်ကိုရှော့ချနိုင်တယ်။စိတ်ဖိစီးမှုကိုရှော့ချနိုင်တယ်။အစာချေမှုကိုအနည်းငယ်ကူညီနိုင်တယ်။အဲ့ဒါလိုပဲဘီယာတောက်ခြင်းကကျန်းမာရေးကောင်းတယ်လို့လူအများအပြားပြောလေရှိကြပါတယ်။မိတ်ဆွေတို့ရောဘယ်လိုထင်ကြပါသလဲ။ဘီယာတောက်ခြင်းကကျန်းမာရေးတကယ်ကောင်းသလားမကောင်းဘူးလားဆိုတာကိုဒီဗီဒီယိုမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျမ်းမာမအောင်မြင်ဆိုတဲ့ channel ကနေပြီးတော့ကြိုဆိုပါမယ်။ဒီနေ့မှာတော့လူအများအပြားစိတ်ဝင်စားကြတဲ့ဘီယာတောက်ရင်ကျန်းမာရေးအတွက်ကောင်းသလားဘယ်လိုယောဂတွေကိုအမှန်တကယ်ကူညီပေးနိုင်တယ်လဲဆိုတာကိုသိပ္ပံအခြေခံနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။တောက်ရင်ကောင်းမလားမတောက်ရင်ပိုကောင်းလားဆိုတာကိုအဆုံးထိကြည့်ပြီးကိုယ်တိုင်ဆုံးဖြတ်နိုင်အောင်လေးနက်စွာပြောပြပေးသွားမှာဖြစ်ပါတယ်။ဘီယာတောက်ခြင်းကကောင်းသလားမကောင်းဘူးလားဆိုတာကိုမပြောပြခင်မှာဘီယာဆိုတာဘာလဲဆိုတာကိုအရင်ပြောပြပေးသွားမှာဖြစ်ပါတယ်။ဘီယာဆိုတာကရေ organic spa hof အကိုဟောတို့ပေါင်းစပ်ပြီးထုတ်လုပ်ထားတဲ့အရက်တစ်မျိုးအစားတစ်ခုဖြစ်ပါတယ်။ဘီယာထဲမှာဗီတာမင် B အုပ်စုအန်တီအောက်ဆိုဒ်ဓာတ်တချို့တက်တူဓာတ်အနည်းငယ်ပါဝင်နေတာကြောင့်အလွန်အမင်းမဟုတ်ပဲအတိုင်းအတာနဲ့တောက်ရင်အကျိုးရှိနိုင်တဲ့ဆိုတာကိုသုတေသနတွေမှာဖော်ပြထားပါတယ်။ဘီယာကိုအနည်းငယ်သာတောက်ရင်ရရှိနိုင်တဲ့အကျိုးကျေးဇူးများနံပါတ်1နှလုံးရောဂါအန္တရာယ်လျှော့ချနိုင်ခြင်းဘီယာကိုနေ့စဉ်အနည်းငယ်သာတောက်သူများမှာသွေးကြောပိတ်ခြင်းနှလုံးသွေးကြောယောဂါအနည်းငယ်လျော့နှံ့တတ်တယ်လို့လေ့လာချက်တချို့ဖော်ပြထားပါတယ်။အကြောင်းအရင်းကဘီယာထဲကအန်တီအောက်ဆိုဒ်ဓာတ်တွေဟာသွေးကြောကိုပိုမိုချောမွေးစေတတ်လို့ပါပဲဖြစ်ပါတယ်။နံပါတ်2သွေးချိုယောဂါအန်ဒီယယ်ကိုလျှော့ချပေးနိုင်ခြင်းအလွန်အကျော်မဟုတ်ပဲတစ်ပတ်ကို2ခွဲမှ3ခွဲအတွင်းသာတောက်သူတွေမှာသွေးချိုဖြစ်နိုင်ခြေကိုလျှော့တတ်တယ်ဆိုတာကိုသုတေသနတွေမှာဖော်ပြထားပါတယ်။ဒါပေမဲ့အလွန်အမင်းသောက်ရင်တော့သွေးချိုကိုပိုမိုဆိုးဝါးစေပါတယ်။နံပါတ်3စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ခြင်းဘီယာကိုအနည်းငယ်သာတောက်ရင်စိတ်အပန်းဖြည့်စေတတ်ပါတယ်။စိတ်ဖိစီးမှုကိုအချိန်ပိုင်းလျှော့ချပေးစေနိုင်ပါတယ်။ဒါကြောင့်အလုတ်ပင်ပန်းပြီးတခါတရံတောက်တာကစိတ်ပိုင်းဆိုင်ရာမှာအကျိုးရှိနိုင်ပါတယ်။နံပါတ်4အစာခြေဖြတ်မှုကိုအနည်းငယ်ကူညီပေးနိုင်ခြင်းဘီယာထဲကကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတုဓာတ်တချို့ကြောင့်အစာခြေဖြတ်မှုကိုအနည်းငယ်လှုပ်ဆောင်ပေးနိုင်ပါတယ်။ဘီယာကိုအနည်းငယ်သာတောက်ရင်တော့ကျန်းမာရေးအတွက်အကျိုးရှိနိုင်ပေမဲ့အလွန်အကျွံတောက်ရင်တော့အန္တရာယ်ဖြစ်နိုင်ပါတယ်။တကယ်လို့သင်ကဘီယာကိုနေ့စဉ်နေ့တိုင်းအလွန်အကျွံတောက်ပါကအသေးယောဂါသွေးတိုးယောဂါအလေးချိန်တက်ခြင်းအသက်ကင်ဆာစိတ်ကြယောဂါမူးယစ်မိခိုမှုအထူးသဖြင့်နေ့တိုင်းများများသောက်သူကိုယ်အလေးချိန်လျှော့ချခြင်းသူအသက်မကောင်းသူတွေကဘီယာကိုမတောက်သိပါဘူးတကယ်လို့တောက်မယ်ဆိုရင်တော့ဘယ်လောက်အထိတောက်သိတယ်လဲဆိုတာကတော့ပညာရှင်တွေကအကြံပြုထားတာကအမျိုးသားတစ်နေ့ကိုတစ်ခွဲမှ2ခွဲအထိအမျိုးသမီးတစ်နေ့ကိုတစ်ခွဲထက်ပိုပြီးမတောက်ရပါခွက်ဆိုတာကဘီယာတာမန်330မီလီလီခွက်ကိုဆိုလိုပါတယ်ဒီအတိုင်းအတာကိုကျော်လွန်သွားရင်တော့အကျိုးထက်အန္တရာယ်ပိုများပါတယ်အချင်းချုပ်ပြောရရင်တော့ဘီယာဟာဆေးမဟုတ်ပါဘူးမတောက်ရင်လည်းကျန်းမာနိုင်ပါတယ်တောက်မယ်ဆိုရင်အလွန်အမင်းမဖြစ်အောင်ကျန်းမာရေးအခြေအနေနဲ့ကိုက်ညီအောင်တောက်သုံးသင့်ပါတယ်တကယ်လို့ဒီဗီဒီယိုကသင်အတွက်အကျိုးရှိတယ်ဆိုရင်တော့သင်ရဲ့မိဘဆွေမျိုးတငယ်ချင်းများနဲ့ညီကိုမောင်နှမများကိုလည်းရှယ်ထားပေးဖို့မမေ့ကြပါနဲ့ယောဂဝေဒနာအကြောင်းအမျိုးမျိုးကိုသိရှိနားလည်ပြီးကြိုတင်ကာကွယ်ကုသနိုင်ရန်အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါအားလုံးအနာယောဂဝေဒနာအမျိုးမျိုးမှာကင်းဝေးပြီးတော့စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေခင်ဗျာ